အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်မှရှိတဲ့အယူဆတစ်ခုရှိတယ်။ဒါကဘာလဲဆိုတော့ဘောလုံးလောကရဲ့အပြောင်းရွှေ့မှာမဖြစ်နိုင်တဲ့အပြောင်းရွှေ့ဆိုတာလုံးဝမရှိဘူးဆိုတဲ့အရာပဲဖြစ်ပါတယ်။မင်္ဂလာပါအခုဆိုလို့ရှိရင်တော့အာဆင်နယ်အသင်းရဲ့ကွင်းလယ်လို့ပေါ့နော်ကျွန်တော်တို့ Odegaard နဲ့ဒီ Manchester United အသင်းတို့ဒါအခုလက်ရှိမှာအတန်လေးတွေနည်းနည်းလေးထွက်လာတယ်ပေါ့နော်ပြောမဆိုလို့ရှိရင်ဒီပြောင်းရွှေ့ကဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အယူအဆကဘောလုံးအပြောင်းရွှေ့မှာပေါ့နော်မဖြစ်နိုင်တဲ့အပြောင်းရွှေ့ဆိုတာဘာမှမရှိဘူးလို့ပဲကျွန်တော်ကတော့ယူဆတယ်ဘယ်လိုမျိုးလဲဆိုတော့မာတာ Chelsea ကနေ Manchester United ကိုပြောင်းလာတယ်ဘယ်မှာစီအာဆင်နယ်ကနေ Manchester United ကိုပြောင်းလာတယ်ဒီပြောင်းရွှေ့တွေဖြစ်ပြီးသွားတဲ့အခါမှာတော့ကျွန်တော်လုံးဝကိုယုံကြည်ပြီးတော့လက်ခံလိုက်တာကဘောလုံးအပြောင်းရွှေ့မှာမဖြစ်နိုင်ဘူးဆိုတော့ဘာမှမရှိဘူးအပြောင်းရွှေ့တိုင်းကဖြစ်နိုင်တယ်ဆိုတဲ့အရာကိုကျွန်တော်လုံးဝလက်ခံလိုက်တယ်အဲ့တော့ကျွန်တော်ပြောချင်တာကလက်ရှိ Odegaard အပြောင်းရွှေ့ကောဖြစ်လာမလားကျွန်တော်အခြေအနေလေးတွေကိုကျွန်တော်နည်းလေးကြည့်လိုက်ကြအောင်ဗျာကျွန်တော်နည်းလေးပြောလိုက်ကြမယ်ပေါ့အဲ့တော့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဒီနှစ်ဘောလုံးရသည်မှာ Odegaard ကအာဆင်နယ်မှာသိပြီးတော့အဆင်မပြေဘူးဖြစ်နေတယ်ကောင်းတဲ့ပွဲလည်းရှိတယ်ဒါပေမဲ့အရင်ຢာတွေကတော့မကောင်းဘူးပုံမှန်ဆွမ်းဆောင်ရေးအောက်ကိုရောက်နေလို့ပြောလို့ရပြီးတော့ဒဏ်ရာပြဿနာလည်းရှိတယ်အဲ့တော့သူကအာဆင်နယ်သင်းရဲ့တချို့ပွဲစဉ်တွေမှာသူကအရန်ခုန်ထိုင်ရတာလေးနည်းနည်းလေးများလာတယ်ဒီလိုပါပဲအာဆင်နယ်သင်းအားပေးသူပရိသတ်တွေကလည်း Odegaard ပေါ်မှာတင်ပြီးတော့အားမလို့အားမရဖြစ်တာလေးရှိတယ်ကျွန်တော်ကတော့ Odegaard နဲ့ပတ်သက်ရင်ကျွန်တော်ကဒီကစားသမားရဲ့ခြေစွမ်းကိုဘာမှတန်တရားမဝင်ဘူးဒီကစားသမားကတကယ်ကောင်းတယ်ဒါပေမဲ့ဘောလုံးသမားတိုင်းကတော့ຢာဒီတိုင်းကောင်းချင်မှကောင်းမယ်ဒီပုံစံကိုကျွန်တော်ကထင်တဲ့အခါမှာတော့ဒီຢာဒီမှာသူကဒီလိုမျိုးအနေထားတစ်ခုကိုရောက်နေရလို့ကျွန်တော်ကမြင်တယ်ပေါ့လေနော်အဲ့တော့အခုဆိုလို့ရှိရင်ဘယ်လိုမျိုးလဲဆိုတော့အာဆင်နယ်အသင်းဘက်ကကျတော့သူတို့ရဲ့အသင်းကောင်းဆောင်ဖြစ်သူတို့ကဒါ Declan Rice ကိုသူတို့ကဖြစ်စေချင်တယ်ဟုတ်တယ်တကယ်လဲဒါကကောင်းတယ်ဘာဖြစ်လို့ဆိုတော့ Declan Rice ရဲ့ကွင်းတွင်းဥဆောင်မှုကကြတော့အသင်းကောင်းဆောင်ဖြစ်တဲ့နဲ့အသင်းကောင်းဆောင်ပေးတာတယ်အရန်ကောင်းတယ်ဒီနေရာမှာလက်ရှိပေါ်တော့ဒီ Odegaard ကိုအသင်းကောင်းဆောင်ကနေပြီးတော့ဖြုတ်ပြီးတော့ Declan Rice ကိုပေးလိုက်မယ်ဆိုလို့ရှိရင်ဒါကအဆင်မပြေဘူးဒီလိုအခြေအနေရှိတယ်အဲ့တော့ Odegaard အသင်းကနေပြီးတော့မရှိမှပဲ Declan Rice ကိုအသင်းကောင်းဆောင်ဖြစ်ပေးလို့ရမယ်ဆိုတဲ့အနေအထားတစ်ခုကလည်းရှိတဲ့အခါမှာတော့ကျွန်တော်တို့ပေါ့နော်ဒါ Declan Rice ကလာမယ့်ဘောလုံးရဒီမှာအသင်းကောင်းဆောင်ဖြစ်ကောင်းဖြစ်လာနိုင်တယ်ဒီလိုဆိုလို့ရှိရင်တော့ Odegaard ကအာဆင်နယ်အသင်းကနေထွက်ရမယ်ကျွန်တော်တို့ဒီလိုအပိုင်းလေးရှိတယ်ပေါ့ဗျာအဲ့တော့ဒီအနေထားနဲ့ဆက်ဆက်ပြီးတော့ဘာဖြစ်လာလဲဆိုတော့ Odegaard ကသူ့ရဲ့ agent ကို Manchester United အသင်းနဲ့ဆွေးနွေးမယ်ဆိုလို့ရှိရင်လမ်းဖွင့်ထားတယ်ဆိုပြီးတော့သူကပြောလိုက်တယ်ဒီကနေစပြီးတော့အခုဒီလိုမျိုးဒီအကြောင်းအရာတွေကျွန်တော်တို့ပြောရတဲ့အနေအထားဖြစ်လာတော့တာပဲဘယ်လိုမျိုးလဲဆိုတော့အာဆင်နယ်အသင်းဘက်ကပေါ့အာဆင်နယ်အသင်းနီးပြတော့အာဆင်နယ်အသင်းဘက်ကပေါ့နော်ဒီ Odegaard ကိုသူ့ကိုပေါ့နော်သိပြီးတော့ပြောမယ်ဆိုလို့ရှိရင်တန်ဖိုးမထားဘူးလို့ Odegaard ကခံစားလာတယ်ဒီလိုခံစားမယ်ဆိုလဲခံစားခြင်းစရာလို့ကျွန်တော်မြင်တယ်ဘာဖြစ်လို့ဆိုတော့အရှိမသူလုပ်ပြခဲ့တာတွေအများကြီးပဲလက်ရှိအနေထားမှာတော့ကိုယ်ကစားသမားကိုပို့ပြီးတော့ကိုတိုင်းကဖေးဖေးမမရှိတဲ့တယ်လို့ကျွန်တော်ကတော့မြင်တယ်အဲ့တော့သူကပဲရှင်းလေးပါပဲသူကပြောမယ်ဆိုလို့ရှိရင်သူ့ကိုပေါ့နော်အာဆင်နယ်အသင်းကတန်ဖိုးမထားဘူးလို့သူကခံစားလာတယ်ဒီလိုအခြေအနေမျိုးမှာနီးပြအာတီတာနဲ့လည်းသိပြီးတော့အဆင်မပြေဘူးဆိုတဲ့သတင်းလေးတွေရှိတယ်အဲ့တော့ Odegaard ကလာမယ့်ຫນွေမှာရာနှုန်းပြည့်သူကအာဆင်နယ်ကနေထွက်ချင်တယ်ဆိုတဲ့အခြေအနေမျိုးတွေကျွန်တော်တို့ဖြစ်လာတယ်ပေါ့နော်။ Odegaard ကိုတော့ Bayern Munich ကလည်းစိတ်ဝင်စားတယ်။ဒါပေမဲ့ Odegaard က Premier League မှာပဲသူကဆက်ပြီးတော့ကစားချင်တော့ Manchester United အသင်းကကျွန်တော်တို့ပေါ့နော်ဒါဖြစ်လာနိုင်တဲ့အသင်းဆိုပြီးတော့ဒါဖော်ပြမှုတွေရှိနေတယ်။သူကလည်းဆွေးနွေးမယ်ဆိုလို့ရှိရင်ဒါလမ်းဖွင့်ထားတဲ့အနေအထားမျိုးတွေရှိတယ်ပေါ့။အဲ့တော့ကျွန်တော်တို့ဒီ Manchester United ဘက်ကနေပြီးတော့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဒီအသင်းကလာမယ့်ຫນွေမှာဆိုလို့ရှိရင်အသင်းရဲ့ကွင်းလယ်ကိုပြောင်းလဲမှုကြီးမှလုပ်ဖို့ရှိတယ်။သူတို့ကဒီပေါ်မေဆန်မောင်းကိုသူတို့ကရောင်းချင်တယ်။မေဆန်မောင်းကိုရောင်းချင်လို့ရှိရင်မေဆန်မောင်းကိုရောင်းလိုက်နိုင်လို့ရှိရင်တော့ဒီနေရာကိုပြန်ဖြည့်ရမှာပဲ။ဒါဆိုလို့ရှိရင်တော့ဈေးကွက်ထဲမှာအရေးချင်းရှိတဲ့ကစားသမားလိုတယ်။နောက်တစ်ခုကကျတော့ Fernandes ရဲ့အသက်အရွယ်ပေါ့။ Fernandes ကလည်းအသင်းမှာဆက်ပြီးတော့ရှိမယ်ဆိုပေမဲ့ Fernandes ရဲ့နေရာကိုကောင်းကောင်းကြီးအစားထိုးနိုင်မဲ့ကစားသမားလည်းသူတို့ကလိုချင်တယ်ဒီလိုအခြေအနေရှိတဲ့အခါမှာ Odegaard ကလည်းအာဆင်နယ်ကထွက်ချင်တယ်ဆိုတဲ့အနေအထားမျိုးမှာကျွန်တော်အခြေအနေတွေကိုပြန်ပြီးတော့ခြုံကြည့်လိုက်ရင်ကျွန်တော်အစောပိုင်းပြောသွားသလိုဘောလုံးမှာမဖြစ်နိုင်တဲ့အပြောင်းဖြစ်ဆိုတာမဖြစ်နိုင်ဘူးဆိုတာကြောင့်မရှိဘူးဆိုတာကြောင့်ဘာတွေဖြစ်လာမလဲစိတ်ဝင်စားဖို့ကောင်းတယ်လက်ရှိအချိန်မှာတော့ထွက်လာတဲ့သတင်းကိုတော့ကျွန်တော်တို့ကမူတည်ပြီးပြောရတာပဲတကယ်လက်တွေ့မှာတော့ဘာတွေဖြစ်လာမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပြီးတော့ကျွန်တော်ကတော့ဘာမှဆိုဖြစ်နိုင်တယ်ပဲကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့တော့ဒီတော့ပေါ့နော်ပြောမယ်ဆိုလို့ကျွန်တော်ကွင်းလက်လူ Odegaard အနေနဲ့ Manchester United အသင်းကိုသွားမလားဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီကိုမသွားဘူးဆိုလို့ရှိရင်တော့မှသူ့ရဲ့အနာဂတ်ဘယ်ကိုသွားမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့လက်ရှိမှာ Arsenal နဲ့ Odegaard နဲ့အခြေအနေလေးတွေကတိတ်ပြီးအဆင်ပြေဖြစ်နေတဲ့အခါမှာတော့
Declan Rice ကလည်းအသင်းကောင်းဆောင်ဖြစ်တဲ့အနေအထားမှာတော့ Odegaard ဘယ်လိုသွားမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့ဒီအနေအထားနဲ့ပတ်သက်ပြီးတော့ကိုပိုင်အမြင်တွေရှိလို့ရှိရင်လည်းဝေမျှပေးသွားလို့ရပါတယ်ပြောပြပေးသွားလို့ရပါတယ် Odegaard Manchester United ကိုသွားမလားဒါမှမဟုတ်ဘယ်သွားမလဲပေါ့လေနော်အဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဒါဗီဒီယိုကိုအဆုံးထိကြည့်ပေးခဲ့တဲ့ပရိသတ်ကြောင့်ကျေးဇူးကိုလည်းကျေးဇူးတင်ပါတယ်